တရားအမှန်နဲ့အကြမယ်ဘဝမှာချမ်းသာစွာအိပ်စက်နိုင်ခြင်းဟာလည်းကံကောင်းခြင်းတစ်မျိုးပါပဲတချို့ကညဘက်အိပ်မရတာအိပ်မပြောတာတွေရှိတတ်တယ်ဒီလောကဓမ္မကြီးတယောက်ကရှောက်ဖူးတယ်ဖုံဖရာတဲ့တပည့်တော်ညအိပ်မရဖြစ်နေပါတယ်ဖရာအဲ့ဒါဘာလို့ရမလဲဖရာဆိုပြီးတော့ဘုံဘုံတန်ကိုရှောက်တော့ဘုံဘုံကဓမ္မကြီးရေအိပ်မရတာစိတ်မချလို့ပါပဲအိပ်ပျော်ခြင်းစိတ်အတော်ပြင်းမှရမယ်နော်လို့ပြန်ပြောရင်တရားအမှန်နဲ့အိပ်ကြည့်ဖို့နိပေးဖြစ်တယ်ပေါ့တကယ်တော့အတော်များများလူတော်များများအိပ်ရတဲ့ရောက်ရင်အိပ်မရကြတာစိတ်မချလို့ပါပဲစိတ်မချတဲ့အတွေးတွေကြောင့်ပါပဲဟိုဟာလဲစိတ်မချဒါလဲစိတ်မချဟိုလူအတွက်လဲစိတ်မချဒီလူအတွက်လဲစိတ်မချစတဲ့အတွေးတွေကလူကိုအိပ်မရအောင်လုပ်နေတာပါပဲအိပ်ပျော်ခြင်းတော့စိတ်တော်ပြင်းရမှာပေါ့စိတ်ပြင်းတယ်ဆိုတာကိုယ်စိတ်ကိုတတိကတ်ထားပါပဲကိုယ်စိတ်မှာအတွေးတွေမဝင်အောင်အမှတ်လေးနဲ့အိပ်တဲ့သဘောပါပဲအိပ်မပြောတဲ့သူတွေအတွက်အကောင်းဆုံးအိပ်ဆေးကတော့တရားအမှတ်နဲ့အိပ်တာအကောင်းဆုံးပါပဲတရားအမှတ်နဲ့အိပ်ဆိုတော့တချို့ကအိပ်ရထဲမှာတရားမှတ်ကောင်းလို့လားဆိုတာမျိုးမေးတတ်ပါတယ်အိပ်ရထဲလည်းမှတ်လို့ရပါတယ်မြတ်ဗုဒ္ဓကလျှောင်းထိုင်ရက်သွားဣရိယာပုတ်၄ပါးလုံးမှာကြိုက်တဲ့ပုံစံနဲ့မှတ်လို့ရတယ်လို့မိန့်တော်မူပါတယ်အရေးကြီးဆုံးကသိနေဖို့ပါပဲသိနေရင်တရားပါပဲမသိရင်တော့မတရားပေါ့ကျန်တဲ့အချိန်တွေမှာမအားလို့တရားမမှတ်နိုင်ရင်တောင်မှအဲ့ရထဲမှာတရားလေးမှတ်ပြီးအိပ်ကြမယ်ဆိုရင်ကောင်းကောင်းလည်းအိပ်ပျော်မယ်ကုသိုလ်လည်းရမယ်ပေါ့အဲ့ရထဲမှာတရားမှတ်တော့မယ်ဆိုရင်ကောင်းဘောကောင်းချလိုက်တာနဲ့ကိုယ်စိတ်ကိုစူးစီးပြီးအလုံးကိုလွတ်ချထားရပါမယ်အတွေးတွေဘာအတွေးမှအဲ့ရထဲမှာပါလာစေပဲစိတ်ကလေးကိုတက်တောင့်တက်တာပေါ့ပေါ့ပါပါလေးပဲထားရမယ်ပေါ့ပြီးရင်မျက်လွှာလေးအသာချပြီးလက်ကလေးနှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ထားပေါ့တချို့ကြတော့လဲဖောင်းတာပိန်တာမှတ်လေးရှိတဲ့သူတွေအတွက်ကတော့ကိုယ်လက်နှစ်ဖက်ကိုကိုယ့်ရဲ့ဝမ်းပိုက်လေးပေါ်မှာတင်ထားရုံပါပဲအဲ့ဒီလိုအနေထားလေးပြင်ပြီးပြီဆိုရင်ကိုယ်ခန္ဓာကိုအနေထားကိုစိတ်ကလေးနဲ့မြင်အောင်ကြည့်ပြီးစိတ်ကိုနှာသေးပြားထိတ်နှာခေါင်းဝလေးမှာထားရင်ဝင်လေထွက်လေလေးကိုသူ့အရှိအတိုင်းလေးပဲအလိုက်သင့်လိုက်သိပေးနေရုံပါပဲဝမ်းပိုက်မှာမှတ်တဲ့သူတွေကလည်းဖောင်းတာပိန်တာလေးကိုအလိုက်သိပေးနေရုံပါပဲအဲ့ဒီလိုဝင်လေထွက်လေကိုလိုက်သိလိုက်မှတ်ပေးတဲ့အခါအပေါ်နှာခမ်းလေးကိုတိုးထီပြီးတော့နှာခေါင်းအပေါက်လေးကနေတိုးဝင်လာတဲ့လေလေးကိုနှာသီးပြားထိတ်ကလေးကပဲစိတ်ကနေတတိကပ်ပြီးသိမှတ်ပေးနေရပါမယ်ဝင်လာတဲ့လေလေးဆုံးသွားတဲ့အထိပေါ့လေကြောနောက်ကိုလိုက်ပြီးဝမ်းပိုက်တဲ့အထိလိုက်မှတ်နေဖို့မလိုပါဘူးနှာသီးပြားထိတ်ကလေးကပဲဝင်လာတဲ့လေဆုံးသွားတဲ့အထိသိပေးနေုံပါပဲဝင်လေလေးဆုံးတာနဲ့ထွက်လေလေးကတခါပြန်တိုးပြီးထွက်လာမယ်တိုးထွက်လာတဲ့လေကိုလည်းအဲ့ဒီနှာသီးပြားထိတ်ကလေးကပဲစိတ်ကလေးကလိုက်ကြည့်လိုက်သိပေးနေုံပါပဲထွက်လေဆုံးတဲ့အထိပေါ့အဲ့ဒီဤအတိုင်းဝင်လေထွက်လေကိုမပင်မပန်းပေါ့ပေါ့ပါပါသူ့အရှိအတိုင်းလေးပဲလိုက်သိပေးနေရင်ကိုယ်စိတ်ကလေးကငြိမ်နေပြီးဘာအတွေးမှလည်းမဝင်တော့ဘူးလောဘဒေါသမောဟစတဲ့ကိလေသာတွေလည်းမပေါ်တော့ဘူးပေါ့စပြီးလေ့ကျင့်ခါစားကတော့စိတ်ကလွတ်နေအောင်မှာပဲမှတ်ဖို့ခက်နေအောင်မှာပဲလွတ်သွားလိုက်ပြန်မှတ်လိုက်လွတ်သွားလိုက်ပြန်မှတ်လိုက်အဲ့ဒီလိုအကျဉ်းချင်းလေ့ကျင့်ပေးရင်တတိအားကောင်းပြီးတမာတိတွေရှိလာမယ်တမာတိရှိလာရင်တမာတိရလာရင်စိတ်ကငြိမ်လာမယ်စိတ်ငြိမ်လာရင်အလိုလိုအိပ်ပျော်လာလိမ့်မယ်ပေါ့အဲ့ဒီလိုနီးနဲ့အိပ်မပျော်မချင်းလေ့ကျင့်ပေးရင်အိပ်မရတဲ့ညဆိုတာမရှိနိုင်တော့ပါဘူးအိပ်ပျော်သွားလို့တရေတမောပြန်နိုးလာရင်လဲနိုးတာနဲ့တပြိုင်နက်စိတ်ကဝင်လေထွက်လေပြန်မှတ်တဲ့အလေးချင်းလေးလုပ်ပေးရင်ကောင်းကောင်းလေးပြန်အိပ်ပျော်သွားမှာပဲပေါ့အဓိကအလေးကျင့်များများလုပ်ထားဖို့ပါပဲဟိုးလို့ဆိုရင်ဇာတင်သားဘဝအသက်20ကျော်အရွယ်ကတည်းကအဲ့ဒီအလေးကျင့်လေးနဲ့အိယာတဲ့ဝင်တဲ့အခါဝင်လာတာပေါ့အခုဆိုရင်ခေါင်းအောင်ပေါ်ခေါင်းချလိုက်တာနဲ့
စိတ်ကအလိုလိုနှာသေးပြထိတ်ကိုရောက်ပြီးအသက်ရှူတာလေးကိုသိမှတ်နေတော့တာပါပဲမှန်သောစကားပါဘုံဘုံရဲ့ဘဝမှာအိပ်မရတဲ့ညဆိုတာမရှိခဲ့ပါဘူးအကြာဆုံး10မိနစ်ပါပဲအဲ့ဒီ10မိနစ်ဟာလဲတရားအမှတ်လေးနဲ့လေ့ကျင့်ထားတဲ့10မိနစ်ဆိုတော့မကြခင်ပဲအိပ်ပျော်သွားတော့တာပေါ့ပြောချင်တာကအခုပေးတဲ့တရားအမှတ်နဲ့အိပ်ရဝင်တဲ့နီးလေးကတရားရဖို့တဲ့အိပ်ရဖို့အိပ်ပျော်ဖို့ချမ်းသာစွာအိပ်ဆက်နိုင်ဖို့နီးပေးတာဖြစ်တဲ့အတွက်အိပ်မရတဲ့သူတွေအနေနဲ့အလေးအကျင့်လေးလုပ်ကြည့်ကြဖို့ပြောချင်တာပါစိတ်မချတဲ့အတွေးတွေနဲ့အိပ်မရတာတွေကိုတတိကကတရားအမှတ်လေးနဲ့ကိုယ်စိတ်ကိုပြင်ရင်အိပ်ပျော်စေခြင်းတဲ့သဘောပဲဖြစ်ပါတယ်လေ့ကျင့်ပါများရင်အလိုလိုမှတ်ပြီးအိပ်တတ်တဲ့အကျင့်လေးရသွားပြီးအိပ်မရတဲ့ညဆိုတာမရှိသလောက်ဖြစ်သွားမှာအမှန်ပါပဲများများလေ့ကျင့်များများမှတ်ကြည့်ပြီးစိတ်ကိုလွတ်မှတ်ထားပဲလွတ်သွားလိုက်ပြန်မှတ်လိုက်လွတ်သွားလိုက်ပြန်မှတ်လိုက်အလေးကျင့်လုပ်ကြည့်ကြဖို့အထူးတိုက်တွန်းလိုတာဖြစ်ပါတယ်အားလုံးချမ်းသာစွာအိပ်ဆက်နိုင်ကြပါစေ